ဟုတ်မင်္ဂလာပါ အကြိုက်ဆုံးဒီပါကပါလေ ရိုနယ်ဒို အကြိုက်ဆုံးဘောလုံးကလပ် မန်ယူ အကြိုက်ဆုံးအဆို ဆိုင်ဆိုင် အကြိုက်ဆုံးတစ်စီ နှစ်လင်း960 အကြိုက်ဆုံးအစား ချန်ခောက်ဆွဲ ဘာလို့ကြိုက်လဲ ချန်ခောက်ဆွဲကြိုက်လို့နေရာတိုင်းမှာစားရတယ် အကြိုက်ဆုံးရုပ် ချမ်းပြီပေါ့ အကြိုက်ဆုံးရုပ် တိုက်ဆုံးရုပ်ရှင်ကရှစ်သူတာဘန်တဝင်းဖြစ်ခဲ့တယ် အကြိုက်ဆုံးသုံးဆောင်ပြီး ဘောလုံးကဘယ်နဲ့ အရှိမမလည်းရွေးတင်ကြားစီတွေကပေါ့နော်ဂျိုကာဘူလာပြန်လာပြီးထားတဲ့ကြားစီတွေကအကြိုက်ဆုံးကြားစီတွေရတယ် ပို့လို့ချက်အနက်ရောင်လေးကြိုက် ဘောလုံးသမားတယောက်အနေနဲ့အမြဲလက်ကင်ထားတာတဲ့အကြိုက်ဆုံးဆောင်တယ် ချုံနိုင်နိုင်အမြဲတမ်းစူးစမ်းပြီးတော့ကိုယ့်ကိုယ်တိုးတက်လုပ်ဖို့အရေးကြီးပါတယ် ဒါမဲ့ပွဲစဉ်တွေတော့ပေါ့နော်ပြည့်တဲ့သူတွေဒါပြီးဖြစ်တော့တယ် ဟုတ်ညီမတို့ဒီ UNICEF ပွဲစဉ်ကိုကိုယ်နဲ့ထိလာအားပေးဖိတ်ခေါ်ပါရှင်ဟုတ်